Australia မှာ rental property တခု investment အနေနဲ့ဝယ်ဖို့စဉ်းစားနေပြီလားHello အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ဆွေပါကျွန်မဒီနေ့ပြောမှာကတော့ Australia မှာ investment rental property ဝယ်သင့်လားဆိုတာပြောပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်မတို့ဒီ Australia မှာ rental property ဒါမှမဟုတ် investment property ဆိုတာကိုနေဖို့နေရာကိုပြောတာမဟုတ်ဘဲနဲ့အငှားထားမဲ့နေရာကိုပြောတာဖြစ်ပါတယ်ပထမအဆုံးကောင်းတဲ့အချက်ကတော့ capital growth ဆိုတဲ့အတွက်ကြောင့်မလို့ကိုကဝယ်ထားတဲ့အိမ်ဖြစ်ဖြစ်တိုက်ခန်းဖြစ်ဖြစ်ကသူ့ရဲ့တန်ဖိုးအမြဲတမ်းတက်နေတယ်ပေါ့နော်ဒီတချို့ Australia မြို့တွေမှာဆိုရင်တစ်နှစ်ကို 10% တက်တဲ့အထိတောင်ဖြစ်ပါတယ်ကိုနေတဲ့နေရာပေါ်မှာမူတည်ဝယ်တဲ့နေရာပေါ်မှာမူတည် condition ပေါ်မှာ location ပေါ်မှာမူတည်ပြီးတော့သူ့ရဲ့တန်ဖိုးတက်တဲ့နှုန်းကလည်းမတူဘူးပေါ့နော်တစ်ခုနဲ့တစ်ခုอ่ะကဲကိုမှာ cash saving ဆိုပြီးတော့ရှိမယ်ဆိုရင်ဒီတန်ဖိုးကဒီတန်ဖိုးအတိုင်းဖြစ်ပြီးတော့ inflation ကြောင့်မလို့ तू ကနဲတောင်နဲသွားနိုင်ပါတယ်အကဲကိုက property ရှိတဲ့အတွက်ကြောင့်မလို့ तू ကတန်ဖိုးကထိန်းထားတဲ့အပြင်ကိုအမြဲတမ်းပဲတက်နေမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒုတိယကောင်းတဲ့အချက်တစ်ခုကတော့ဒါ tax benefit ဖြစ်ပါတယ်ဒီဝယ်ပြီးတော့ rental property ဝယ်ပြီးတော့နှစ်တော်တော်များများမှာဝင်ငွေနဲ့ထွက်ငွေဆိုရင်ထွက်ငွေရပိုများပါတယ်အဲ့ထွက်ငွေထဲမှာဘာတွေပါလဲဆိုတော့ဒီ mortgage ကိုပေးရတဲ့ interest တွေပါတယ်အဲ့ဒီ interest ကလည်းတော်တော်များများဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်နှစ်ဆိုအရှုံးပေါ်တယ်ပေါ့အဲ့အရှုံးက tax return ထဲမှာပြန်ပြီးနှုတ်လို့ရတယ်အဲ့ဒါကြောင့်မလို့ tax refund ကလည်းတစ်နှစ်ကိုအများကြီးပိုဖြစ်နိုင်ပါတယ်ဟုတ်ကဲ့နောက်ထပ်ကောင်းတဲ့အချက်တစ်ခုကတော့ဒီအိမ်ကိုပိုင်တာကြပြီဆိုရင်ဒီ repay လုပ်ထားတာတွေရောပြီးတော့ဈေးနှုန်းတက်တာတွေရောနဲ့ပေါင်းပြီးတော့ equity ဆိုတာလေးဖြစ်လာတယ်အဲ့ဒီ equity ကိုပြန်ယူပြီးတော့နောက်ထပ်အိမ်တွေထပ်ဝယ်လို့ရတယ်အဲ့တော့ကျွန်မအခုပြောသွားတာဒါ rental property ရဲ့ကောင်းတဲ့အချက်လေးပေါ့နော်နောက်တစ်ဆက်ပြောမှာတော့ဒါတိထားတဲ့အချက်လေးတွေဖြစ်ပါတယ်မကောင်းဘူးလို့တော့မဆိုလို့ပါဒါပေမဲ့တိထားတဲ့အချက်လေးတွေပေါ့နော်အဲ့ဒါပထမအချက်ကပါလဲဆိုတော့ဒီကိုက mortgage ကိုလာတိုင်းပေးနေရမှာဆိုတဲ့အတွက်ကြောင့်မလို့ကိုကတော့ဟုတ်တယ်ဝင်ငွေတော့ရှိနေမယ်ဒါပေမဲ့ကိုကအဲ့ဒီ mortgage ကိုတက်နိုင်မလားဆိုတဲ့ cash flow ကိုသေချာနားလည်ဖို့လိုအပ်ပါတယ်ဒုတိယအချက်လေးကတော့ဒါဘာလဲဆိုတော့ဒီကိုရောင်းတဲ့အချိန်မှာဒါအမျက်ဆိုတာဖြစ်နိုင်တယ်ပေါ့နော်ဒီအိမ်ကိုတစ်နေ့ရောင်းတဲ့အချိန်မှာအမျက်ဆိုတာထွက်တယ်အဲ့အမျက်ကို ATO ကဒါ capital gain tax ဆိုပြီးတော့ပေးခိုင်းတာရှိပါတယ်အဲ့ဒါလေးကလည်းဒါကိုယ့်ရဲ့ဒါ expense အနေနဲ့ဖြစ်သွားနိုင်ပါတယ်ဟုတ်ကဲ့ကျွန်မအခုပြောသွားတာကတော့ investment property wagon นี้မှာတည်တင်တိထိုက်တဲ့ tax back ကအချက်ကလေးတွေဖြစ်ပါတယ်mortgage broker တယောက်နဲ့လည်းဆွေးနွေးတိုင်ပင်မှုအရေးကြီးပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ရှိပါတယ်